English စာလေးက Are you a teacher? Are you a teacher? Are you a teacher? ခင်ဗျားကဆရာလားဆရာမလားဟုတ်လား Are you a teacher? Are you a teacher? A teacher. Are you a lawyer? Are you a lawyer? Are you a lawyer? ခင်ဗျားကရှင်းနေနော်ခင်ဗျားကရှင်းနေနော် Are you a doctor? Are you a doctor? ခင်ဗျားကဆရာဝင်လားနော် Are you a dentist? Are you a dentist? ခင်ဗျားကဗါလဲကျွန်တော်လက်တန်းတော့လာမသိဘူးဆိုတော့အခုလေးတဲ့တော့မေ့ဝိုင်းနော်ဟုတ်ကဲ့ဒီကြတယ် Are you a surgeon? Are you a surgeon? ခင်ဗျားကဖေးစိတ်ဆရာဝန်လားဖေးစိတ်ဆရာမလားပေါ့ Are you a manager? Are you a manager? ခင်ဗျားက manager လား Are you a professor? Are you a professor? ထုတ်လုပ်ပြီလားထုတ်လုပ်ပြီလားနော် Are you a bleacher? Are you a bleacher? Are you a bleacher? Bleacher ဆိုတာတော့ထုတ်ပြီပေါ့နော်သူကြားကထုတ်ဝင်ပြီလား Are you a driver? Are you a driver? ရှင်ကြားက driver လား Are you a driver? Are you a driver? Are you a driver? ညွှန်ကြားရေးမှူးလား Are you a singer? Are you a singer? ခင်ဗျားကအဆိုတော်လား Are you a vocalist? Are you a vocalist? ခင်ဗျားကတရှိဆိုသူလားပေါ့လေ Bye bye ဒီနေ့အင်္ဂလိပ်သင်ပြခဲ့တဲ့အင်္ဂလိပ်လေးကိုကလေးတွေကြည့်ဝတ်ထားမှုပဲဒီတိုင်းချမ်းလေးပါလားဒါအဲ့လိုရပါတယ်နော် YouTube channel လေးကို like and subscribe လုပ်ပြီးတော့ share ခဲ့ပါ comment မှာကလေးမိဘတွေကကလေးတွေကိုတက်စေကြတယ်အဲ့လိုလေးတွေ speaking လေးတွေအခြေခံလေးတွေစကားပြောလေးတွေပေးပါလို့နော် Bye bye